nice talking to you nice talking to you စကားပြောလို့တော့ကောင်းပါရဲ့ nice talking to you စကားပြောလို့တော့ကောင်းပါရဲ့ nice talking to you စကားပြောလို့တော့ကောင်းပါရဲ့ခွင့်ပြုပါအောင်ဆိုတဲ့ပုံစံမျိုးပေါ့စကားပြောလို့တော့ကောင်းပါရဲ့ခွင့်ပြုပါအောင် nice talking to you စကားပြောလို့တော့ကောင်းပါရဲ့ခွင့်ပြုပါအောင်အဲ့တော့ကျတော့ narrow your business narrow your business narrow your business နေ့အလုပ်လားနေ့အပူပါလားနေ့အလုပ်လားနေ့အပူပါလားဘောနော်ဒါတော့ကိုစိတ်အထင်ကြီးဖြစ်တဲ့အခြေအနေမျိုးမှာအသုံးပြုလို့ရတယ် narrow your business နေ့အလုပ်လားနေ့အပူပါလား narrow your business နေ့အလုပ်လားနေ့အပူပါလားနေ့တိုင်းစိမ်းမို့နေ့တိုင်းစိမ်းမို့ထပ်ပြောဖို့လိုရလားနေ့တိုင်းစိမ်းမို့ထပ်ပြောဖို့လိုရလားနေ့တိုင်းစိမ်းမို့ထပ်ပြောဖို့လိုရလားအဲ့ဒါကြောင့်လည်းကျွန်တော်ကတော့ never in my life ဒါမျိုးဘဝမှာတစ်ခါမှမကြုံဘူး never in my life never in my life ဒါမျိုးဘဝမှာတစ်ခါမှမကြုံဘူး never in my life ဒါမျိုးဘဝမှာတစ်ခါမှမကြုံဘူးဒီလိုမျိုးပြောတာအဲ့တော့ကျတော့ not to I ဟုတ်တယ်ငါလည်းမကြိုက်ဘူးဆိုတဲ့ပုံစံမျိုးပါ not to I ဟုတ်တယ်ငါလည်းမကြိုက်ဘူး not to I ဟုတ်တယ်ငါလည်းမကြိုက်ဘူးဒီလိုမျိုးထောက်ခံတဲ့အခြေအနေမျိုးမှာအသုံးပြုလေရတယ်လို့ကိုယ့်ဘက်ကနေပြီးတော့လေဒီတိုင်းလေးပြောလို့ရပါတော့ဟုတ်တယ်ငါလည်းမကြိုက်ဘူး not to I ဟုတ်တယ်ငါလည်းမကြိုက်ဘူးအဲ့လိုမျိုးပြောလို့ရတယ်နောက်တော့ကျတော့ no kidding no kidding ငါနောက်နေတာမဟုတ်ဘူး no kidding ငါနောက်နေတာမဟုတ်ဘူး no kidding ငါနောက်နေတာမဟုတ်ဘူးအတီပြောနေရဆိုတဲ့ပုံစံမျိုးအခြေအနေမျိုးမှာအသုံးပြုလို့ရတယ်ပေါ့နော်ဆိုတော့ no kidding ငါနောက်နေတာမဟုတ်ဘူးနောက်တစ်ခုကျတော့ naughty jury ဘယ်ဖြစ်မလဲ naughty jury ဘယ်ဖြစ်မလဲ naughty jury ဘယ်ဖြစ်မလဲလိုမျိုးဘာသာပြန်လို့ရတယ်နောက်တစ်ခုကျတော့ no way လိုမဖြစ်နိုင် no way လိုမဖြစ်နိုင်ဘူးမဖြစ်နိုင်တဲ့အခြေအနေတခုမှတစ်ဖက်လူကကိုယ်ကိုပြရတယ်အများကြီးပြလိုက်တဲ့အခါမျိုးကျရင်ကိုယ့်ဘက်ကနေပြတာလို့ပြောလိုက်ပါ no way လိုမဖြစ်နိုင်ဘူးဆိုဒီလိုမျိုးပြောလို့ရပါတယ် no way လိုမဖြစ်နိုင်ဘူး no way လိုမဖြစ်နိုင်ဘူးနောက်တစ်ခုကကျတော့ not bad မဆိုးပါဘူး not bad မဆိုးပါဘူး not bad မဆိုးပါဘူးနောက်တော့ not at all ကိစ္စမရှိပါဘူးရပါတယ်ဆိုတဲ့ပုံစံမျိုးပါ not at all ကိစ္စမရှိပါဘူးရပါတယ် not at all ကိစ္စမရှိပါဘူးရပါတယ်နောက်တော့ရတော့ now damn ကဲဆိုစမ်းမအောင်ကဲဆိုစမ်းမအောင်လိုမျိုးပေါ့နော်ပြောလို့ရတယ်ဒါတော့လူကြီးတွေဘာတွေနဲ့ပြောတဲ့လူကြီးတွေဘာတွေပြောတာတော့ကြောက်မှာပါမြန်မာဘာသာမှာတော့ကဲဆိုစမ်းမအောင်လိုမျိုးလေးလူကြီးတွေနဲ့စကားပြောတဲ့အခါမျိုးလေးဒီမှာတတိထားကြည့်ပါတော့ဒီလိုမျိုးလေးတွေပြောတာမျိုးတွေကြုံလို့မိထင်ပါတယ်ဆိုတော့ now damn ကဲဆိုစမ်းမအောင်အဲ့လိုမျိုးပြောတာနောက်တစ်ခုကျတော့ not born yesterday ငါကတငယ်နဲ့စားမဟုတ်ဘူးအချင်းမဟုတ်ဘူး not born yesterday ငါကတငယ်နဲ့စားမဟုတ်ဘူးအချင်းမဟုတ်ဘူးဒီလိုမျိုးပြောတာနောက်တစ်ခုကျတော့ not my cup of tea ဒါငါအကြိုက်မဟုတ်ဘူး not my cup of tea ငါအကြိုက်မဟုတ်ဘူးငါစိတ်ဝင်စားဘူးဆိုတဲ့ပုံစံမျိုးပေါ့နော် not my cup of tea ငါအကြိုက်မဟုတ်ဘူးငါစိတ်ဝင်စားဘူးဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီမှာအနေ share လုပ်ပေးထားတယ် and နဲ့စားတဲ့ bonus တောင်ကြောင့်ကိုယ့်အတွက်နေ့စဉ်ဘဝအသုံးပြုတဲ့အခြေအနေမျိုးမှာအများကြီးအသုံးဝင်လိမ့်မယ်လို့မျိုးလင့်ပါတယ်ဒါဆိုလို့ရှိရင်နောက်ဗီဒီယိုတွေမှာပြန်ဆောင်တွေ့ကြပါမယ်အားလုံးပဲ see you in the next video ပါ